လာပြီလေလမ်းလို့စင်တမ်းသူပြန်လို့လာပါလေခရီးသွားအပေါ်မသွေးတင်လာတောင်းလာမသွေးမမြင်တဲ့အမြင်တဲ့သစ္စာတွေနဲ့လေတစ်ခါတစ်ခါနောက်အေးရရောက်လာခဲ့လေကိုယ်တဲ့မျိုးသွေးကိုလည်းခင်ရတယ်လေမှုညံမှုအစဉ်ပြုကနေတရွာတရွာသားအညာကိုလာမလားဆိုလိုက်ရင်လေပြုမကခင်ရေ27တီဦးအစဉ်ထူးဒီကကြီးကိုလေအမြန်ဆုံးပေါ့ဒုံများကားနဲ့လေမန်းမျိုးသူလာပြီလေလမ်းလို့စင်သာမသေးမန်းမျိုးသူပါလေဆွေးတဲ့စကားတောင်းတာမတွေ့မှမန်းမျိုးသူလာပြီလေအော်မန်းမျိုးသူလာပြီလေလမ်းလို့စင်တာမတွေ့ပြန်လို့လာပါလေခရီးသွားအပေါ်မဆွေးတဲ့စကားတောင်းတာမတွေ့မှမန်းမျိုးသူလာပြီလေအတွေ့အမြင်လေးသစ္စာတွေနဲ့လေတစ်ခါတစ်ခါနောက်အေးရရောက်လာခဲ့ကိုယ်တဲ့မျိုးဆွဲကိုမြင်နေရတယ်လေမှုညံမှုစင်ပြုကနေတရွာသားအညာကိုလာမလားဆိုလိုက်လေပြုမကိုက်ခင်ရေ27တီဦးစင်ထူးဒီကြီးကိုလေအမြန်လုံးပေါ့ဒိုများကားနဲ့လေမန်းမျိုးသူလာဒီလေလမ်းလို့သင်္ကမတွေ့မှမျိုးသူလာပြီလေလမ်းလို့လာမတွေ့မှမျိုးသူလာပြီ။အော်မျိုးသူလာပြီလေလမ်းလို့လာမတွေ့မှမျိုးသူလာပြီ။လုပ်သွားပေးပါလားနေရတာလုပ်သွားပေးလေတောင်းအောင်ပါပြီတရားစီတာဟေးရပါဘူး
များဆိုပါ သိုးနေတာကွာ ဘယ်နဲ့ သိုးနေတာမကြောက်လားလို့ ဟုတ်ဗျာခုကထိုးရလား သိုးတာ ဩဒီမောဒီလိုဆိုတော့ကိုယ်တန်ကိုယ်တော့ကြားတယ်ပေါ့နော် ကိုတန်ကိုကြားလို့သိုးနေတာဘိုးကွာ အေးလေကိုယ်တန်ကိုယ်ကြားလို့ပိဋကအာမနာလဲဆိုဗျာ သိုးဘူးကွာ ကဲဗျာကျွန်တော်သူ့ဒါလေးပြောလို့မဆိုဘူးတဲ့ဘယ်ဆိုမလဲငါအသိစုဆိုပြီးတော့တက်တက်မဲ့ဘဝင်မြင့်ခင်ဗျားတို့မြောက်ထားလိုက်တဲ့သိစုတယ်နော်ဒါခင်ဗျားတို့ပြန်စော်ကားတာပိဋကမလေးသားတာပိဋကစော်ကားလို့မဆိုခြင်းနဲ့ရ ငါတည်းရံဖြစ်တယ် ဟုတ်ပဲလို့ပြောတာ 你几句话来咋个呀？ နားတာပေါ့မင်း 你猜猜我来咋个什么？六几句话来咋个呀嘛？喂，你句话来咋个？你听来，一听来。 မေငါလာကြီးနဲ့ပန်းတရုတ်စကားဆိုလို့နားတယ်တမင်းမလားအော်ကိုလေးသူရေ 我包子耶， နမ်းမေကိုဘောစီကိုဘောဆန် 我爹他妈找他的才能抓把他，啥龙毛爹他的，爹爹爹俺老你爹老西，俺叫包子。 စာလုံးပေါ်တင်ထားတဲ့သေးသေးတင်လုံးကြီးတင်လောက်ရှိလို့ဘောစီ 好的， သူပါဦးကွာအဲ့လိုဆိုလည်းငါနာမည်ရင်းမယ်ခေါ်ပါတော့ 没那么样子。 တွေး 俺那么乱动的喽。 ငါနာမည်လုံးလားလို့ तू ကတွေးပေါ့လေတွေးစစ်တာကြရင်တော့တက်နေတော့မှာပဲလာကြအောင်ရောဟောတဲ့အကန့်ပြားတုံနေ 干别溜的掉，没溜溜溜。 မင်း 啊，掉溜着嘛。 ဒီမင်းတယောက်တော့ကြမယ်ဘယ်လို 我在。 ကပြရဲပွဲရတော့ 好吧。 ဒီဘော 妈妈回来。 နေပါဦးဘာမှမပြောရသေးဘူးကွာဘာနဲ့နောက်ကတိုးထောက်ခံနေတယ်ရှင်းရမှာမပြောရသေးပဲလေ 没表。 ဟမ် 没嘛没表，没表。 အဲ ဒီအားရှိလျှောက်မိုက်ရှိမတ်တရက်တဲ့လူရှိရင်ငါတော့ထောက်ခံမှာ သူကသူအပြစ်ကင်းအောင်လုပ်တာ အတက်ကြီးပြီကွာ တရားကျွန်တော်နေပါဦးမပြောရသေးပါဘူးသူမပခုတ်ကူမျိုးဟုတ်ကဲ့လားမမ်းမြို့လူဟုတ်လားနော်ကားစင်းဂိတ်ဖွင့်ပွဲကျွန်တော်30ရက်နေ့မှာစပြီးတော့ပြေးဖွင့်မယ်နော်တရားပခုတ်ကနာနဲ့9နာရီဖွင့်မယ်မန္တလေးကလည်း9နာရီပဲဖွင့်မယ်နော်ဒီတော့ကျွန်တော်တို့ကုန်စီစည်းစိမှုမြန်တန်ရေးဆိုတဲ့ဆောင်းဖို့ရပေါ့ဗျာ အဲ့ဒါကိုစေနာဥသိပြအဓိကထားတယ် မမခင်ဗျာတရားကျွန်တော်တို့ဂိတ်ဘူးကြီးများဖြစ်တဲ့ဦးမောင်ကိုတို့ဟုတ်ကဲ့လား ပေါ့ကို နော်ဆောင်ရဲလူဟုတ်ကဲ့လားခင်ဗျာတရားရင်မှုများလဲကျွမ်းကျင်တဲ့ပုံပုံများနဲ့တကွ ရမှုရင်တိန်များနဲ့တကွ ရင်နောက်လိုက်များလဲ ကျွမ်းကျင်သောပုဂ္ဂိုလ် လောကပြူငါတော်နဲ့ဟုတ်ကဲ့လားခေါ်ယူရမယ်ဟုတ်ဗျသင်းတော့ကြလို့လည်းသက်သာရမယ်နော်ဒါကြောင့် သွားတဲ့စာလေး နေပါဦး မျက်လုံးများမမြူတဲ့တဲ့တယ် မြင်မန်း မျက်မှန် ရောက်ဖတ်ဆန်း မျက်ပါမလားဗမာစာတွေ ကြီးကျယ်အင်္ဂလိပ်လိုကြတော့မင်းကဖတ်တတ်တယ် ငါเจ้าဒီသွားပြမှာ ရေးတဲ့သူ့ဖေအားကိုကျွန်တော်တို့မန်းမြုပ်တယ်ဟုတ်ကဲ့လားပကုတ်ကူမန္တလေးနော်မော်တော်ယာဉ်လေးကြီးပေါ့ဗျာတရား30ရက်နေ့မှာစပြီးတော့ပြေးခွဲပါမည်တဲ့ခုနကျွန်တော်ပြောသွားတယ်လို့ပေါ့ဗျာပကုတ်ကူမနန်းနဲ့9နာရီ ရမယ် မန္တလေးမှာနန်းနဲ့9နာရီနေ့စဉ်အချိန်မှန်ပေါ့ဗျာပြေးခွဲပေးပါမည်တဲ့တရားဝတ်သားကုန်လေးကြီးများနော် ကုန်းကိုလို့ရှိရင်လေကုန်းကိုအိမ်နိုင်ငံရောက်ပုဂ္ဂိုလ် တိကျမငန်းသွားပို့ပေးမယ် ကိုခီးပါလို့ပြီးလို့ပါလေဆိုရင်တယ်လီဖုန်းနဲ့တော်လကောင်း မမ ဆိုင်ကယ်ကားနဲ့တော်လကောင်းလက်မှတ်ကိုကြောင်းကြပါ ဈေးလုံးလည်းခြုံစားရမယ်အချိန်ကြတော့လည်းတိကျရမယ် မှန်ပါ ဒီလိုလားခင်ဗျာ ဟုတ်ပါ ဒါကြောင့်တရားဂိတ်ဖွင့်ပွဲမှာဒါရောက်ပြီးတော့ဖြောပြရတယ် မှန် ကျွန်တော်မန္တလေးမြို့ကျက်သေးထောင်းနေတယ်နော်
တရားရောင်ကြီးတိတ်ဂီတနဲ့တကွခင်ဗျားတို့ကျွန်တော်တို့အငြိမ်ငန်းမှာပါဝင်ပြီးတော့ဖျော်ပြရဟုတ်ကဲ့လားခင်ဗျာဒီတော့ကိုလိမ့်စုရေခင်ဗျာခုနောက်ကလေးဆက်လက်ပြီးတော့ဒီဆိုပေါင်းများကြားပြသေးဦးပြီးသေးပြီမေခုနောက်ပြီးသေးပြင်းချင်းပါတော့လေဘေးဗျာဝေရတော့ကွာဝေတော်မဟာအောင်မြင်ပြီးချိန်ခါမို့နေနာရှင်နာကြတို့ရဲ့သူတို့ကလည်းမခံဘူးဗျသူတို့မခံမင်းခံပေါ့ကွာဟာမင်းတို့မှတီးတတ်တာမဟုတ်တို့လည်းပြောတတ်တယ်ဆိုတတ်တယ်ခံပြောလိုက်တာမင်းရောင်ကြီးရဲ့ဖွဲ့များအနိယတအောင်မင်းရောင်ကြီးအရောင်ကြီးပေါ့ကွာတကယ်ဝါဒနာရှင်တွေစုပေါင်းထားတာဖြစ်ပညာတတ် graduate graduate ကုန်တာအကုန်လုံးဘွဲရတာဘယ်တော့သင်္ကန်းဝတ်တော့ဗမာဘွဲတွေတော့မကဘူးအင်္ဂလိပ်ဘွဲတောင်ယူတာအမေရိကန်ယူလာဩအမေရိကန်ကိုသွားပြီးတော့ဘွဲဘွဲသွားယူဘာဘွဲ AIS အဲ့ဒါမင်းကူအောင်ဘာလို့ဘွဲမှာဟုတ်ပါနော်ဆရာကီးဘုတ်ခေါ် organ ပေါ့လူသားငယ်တာနော်ဒီဘွဲမှာဒီဘွဲမှာဆိုရင်သူကသတ်သမိုင်းနာမှုအတွင်းရမှုသတ်သမိုင်းနာတဲ့အတွင်းကြတာဘာရှိသေးတယ်ဒါတော့မနာဘူးကိုပါဆိုင်ဟောဒါလေးနဲ့ဂုံးလိတ်ကလေးပါသေးတယ်ဗျမေးကလာရော तू ကသေချာမြတ်ကြည့်ထားသေးဟာတွင်ရမှုကိုမြင့်အောင်ဘာနာရေးညဗျာဘာနာရေးဘာနာပင်ဒီဘွဲ့ရတဲ့ငွေတွေထင်းရတာပဲဟိုမှာတို့သူ့အိမ်ကြီးကဘာနာပင်လေးထိန်းနေရတာဟုတ်ဗျာမထိန်းတော့ပါဘူးနွားဆွဲစားနွားစားလို့မင်းကဘာလို့စားတယ်မင်းကဘာလို့ခွေလို့ဒီကောင်နွားဖြစ်ကုန်ဖြစ်ကွာနွားဖြစ်တော့ငါတို့ကတော့နမလက်ထီးဟိုနမဖြစ်တာကောင်းတယ်ဘယ်နဲ့ကြောင်လို့နှစ်ထီးလင်းငယ်10ကောင်လောက်ကနောက်ကနေဝိုင်းလိုက်ကိုကရှိရပြရတာပြောဗျာကြပြောပါဘယ်နေ့ဝေယုံမင်းကြားခေါင်းညံ့နေလို့ဒီတကယ်ပုံကိုယ်နော်ဟိုမှာတော့တင်းနေတာနော်ကိုညမောင်းနဲ့သူကဆိုကြောင်းဆရာဟာဝါဒနာကြီးတာခုတော့ကြောင်းဆရာလောက်ကပြုတ်သွားရှာဟုတ်လို့တတလင်းချင်းပြေးတာတလင်းချင်းနဲ့ဓာရင်ကောက်ကမျက်နှာဟိုဘက်ဒီဘက်အလက်မားတာလက်မားသွားတာအုတ်စုံကြီးမောင်ကြီးအမောင်ကြီးလူတော့ရင်းနှီးမှုနဲ့လားမောင်ကြီးခေါ်နေဟောတော့မောင်ကြီးတော့ဆိုသူလားမဟုတ်ဘူးလေအဝဲတခြားဟုတ်လားမသူကဆိုစိုက်ကျိုးရေးဝင်တော့ဟိုစိုက်ကျိုးရေးဝင်တော့ဟာဘာလို့ဓာမြေဩဇာနဲ့တာကူကြီးနဲ့မခွဲတာလို့ပြုတ်ပြီတူတယ်ကွာသူစီလေးတွေမင်းပြစ်စုပါတွေကိုမျက်တိလဲသွားတာဘောကွာတကယ်ပုံကိုယ်ဟိုပါလိုက်ဆရာဝန်တေးသေးမလားဆရာဝန်ဟသူလည်းဆရာဝန်လောက်ကပြုတ်သွားပြီဆိုဟုတ်လို့ဝူးချူတဲ့ပိုက်ဝဲဦးကြောင်မတားလို့လေတူတယ်လေးသူကအပြောက်လေးတွေဒီလိုဆက်ကလေးကျင်းလုံးလေးတွေသူလည်းဆရာဝန်ပဲကျွန်တော်လည်းဆရာဝန်ဘာရဲ့ဆရာဝန်မင်းဆရာဝန်ဆိုတော့ငါမျက်သိပါဟမ်မသိလို့လားမသိတယ်အိမ်ကြီးဆိုင်မကြီးနေတာမဟုတ်ဘူးဒေါက်တာသေးစု MVPS ရန်ကုန်ကြီးရတာရန်ကုန်ဆိုပြီးတော့ပဲဘာလို့ရန်ကုန်ဆိုတာခင်ဗျားတို့အရက်လို့တော့ရန်ကုန်လို့ခေါ်တယ်ကျတို့ဘိုးဆန်းခေါ်လိုက်တော့ရန်ကုန်ဩဘိုးသားဘိုးသားလို့ခေါ်သူကရှာလိုက်မြန်မာလူကြတော့ရန်ကုန်ဘိုးသားနဲ့ကြတော့ရန်ကုန်ဟိုရှာလိုက်မန္တလေးကြတယ်မန္တလေးကြတော့မန္တလေးဩရှာလိုက်ရန်ကုန်မန္တလေးဟိုအမရပူရကြတော့တောင်မြို့ဘာလို့တက်ကပြေးလိုက်ရလဲမလိမ့်လို့မရဘူးကွာငါဟုတ်ပါဒါမဲ့သူကအိုကြီးကျွန်တော်တို့ကအဲ့ရှိမတူဘူးလားဆရာဝန်တော့ဆရာဝန်မတူဘူးဘာတွေကွဲအဲ့ဒီဆိုတာခွဲစိတ်ကုသတဲ့ဆရာဝန်ကိုအဲ့ဒီ1 2 3ဩသူတို့ကြတော့အိုကြီးကဘာလို့အိုကြီးဆိုတာဗျာအရက်လို့ပြောရတော့လက်တယ်ဝန်းဆွဲဆိုတာပါလက်တယ်လို့ဆိုတော့အဲ့ဒီလက်တယ်လို့ဝန်းဆွဲလို့မသိလို့မေးတာပါဗရိတ်တွေပြုပြင်ပေးတဲ့ပုံကိုဗရိတ်တွေသိဟုတ်တယ်အဲ့ဒီဗရိတ်တွေကပါကျွန်တော်မသိဘူးပြောရမှာဟုတ်ပါဘူးကွာကျွန်တော်မသိလို့ကိုဝန်ဆောင်ဩကိုဝန်ဆောင်အဲ့ဒီကိုဝန်ဆောင်ပါ
ကျွန်တော်မသိလို့ပါ ဘိုက်ကြီးတာတဲ့ရ အတအဲ့လိုပြောပြီးရောပေါ့ ဟုတ်ပါ ဒီပေါ့အဲ့ဒီဘိုက်ကဘာလို့ကြည့်လဲကျွန်တော်မသိလေ ခဲတော့ခဲ မခဲနဲ့ကွာပြော အစာမလို့ အသားပါပါရသားလို့ ငါပြောသည်တော့ရိုးရိုးမဟုတ်ဘူးလူတပူ တန်တပူလောကမကွာ ဟုတ်ပါ ကောင်းကောင်းပြောတတ်မှာမင်း အဲ့ကသူဒီမှာမွေးလူနာတရားရောက်သွားတယ်ရောက်သွားတဲ့ကအချိန်ရလို့မမွေးဘူးဒါပေမဲ့သူမှမွေးပေးနိုင်တဲ့အရေးချင်းအများကြီးရှိတယ်လက်နဲ့မရှိ ကရိယာမရှိ ဘူးကရိယာမရှိကျွန်တော်ဒီလိုလာတယ်ကျွန်တော်လည်းအဒီဝါမှာတောင်းကြနေတဲ့အချိန်ကမွေးချိန်ရလို့ဘာလို့မမွေးတယ်လဲဆိုတော့နောက်ဆုံးတို့ပြောကြတော့ operation ဆင်းလိုက်တယ် ဟောခွဲမှုရဲ့ လိုက်ခွဲမွေးလိုက် ဘယ်လိုနေလဲ ကလေးလည်းကြမ်းပါတယ်လူကြီးလည်းကြမ်းပါကျွန်တော်အလုပ်ပြုတ် ဟုတ်ဗျာကလေးရလူကြီးကိုကျမနဲ့မင်းဘာလို့အလုပ်ပြုတ်တာတော့ အပြီးကတော့ကဘောဆိုင်ကြီးချုပ်ရိုးတို့ကတောက်တောက်ထုတ်ချလိုက်ဟာတောက်တောက်ထုတ်ချလိုက်အဲ့ဒါသူ့ယောက်ျားတရားဆွဲ ဟုတ်ဗျာသူ့ကြပဲဘယ်လိုလွှဲတော့ ပိတ်ထုတ်မှုတဲ့ ဘာပိတ်ဆုံးမှုလို့ အသက်လူလာကြောင့်ဝန်းကြံနေ ဩအသက်ရှူလိုက်ကြောင်းလည်းပိတ်သွားတယ်မင်းအလုပ်ပေါ်တယ်ဆိုပြီးချုပ် ချုပ်ချ မလေးကိုသိစုခမရကျွန်တော်ပြောအောင်မတတိယနော်ဟိုမိဘများလည်းကျွန်တော်တင်ပြအောင်မယ်ဒါရှက်เสียမှုပါ ကမ္ဘာတည်း ကဘာတမလားဗါတဲ့အထုံတောင်ရှိတယ်ယောက်ျားမှန်ရင် ယောက်ျားမှရင်ဓာသွေးတက်ရ မိန်းမမှန်ရင် သားမွေးမြရ အဲ့လိုဆိုရှိတာ ဟုတ်တယ်မိန်းမမှရင်သားမွေးရ ဒီထဲမှာဘိုက်ခွဲမွေးရတဲ့အမျိုးသမီးများပါရင်မျိုးသိတကားနော်ပထမတစ်ခါသာလေခွဲမွေးရနောက်ထပ်မွေးမခွဲရတဲ့ဒီကျွန်တော်ပေးခဲ့မယ် ဆရာဝန်ကြီးလာကအတင်းကြကျွန်တော်တင်ပြလိုက်ပါမယ် ပြရင်ပြလိုက် ဦးမောင်နဲ့ဦးမောင်နဲ့တော့ဦးဝင်းနဲ့တော့တင်ပြလိုက်ဘယ်လိုပဲဘယ်လိုလုပ် အိုးဘိုက်မခွဲရတယ်နိပထမတစ်ခါတော့ခွဲမွေးလိုက်ခွဲပြီးမွေးလိုက်ရောမွေးပြီးလို့ရှိရင်ဘိုက်ကိုပြန်မချုပ်နဲ့ ဟောင်းလောင်းကြီးနေမှာပေါ့ ဘိုက်ကိုဇစ်တက်ထားရမယ်ဟုတ်လား မသုံး နောက်မွေးရင်တော့တက်ကလေးဆွဲချလိုက်ဟောကလေးလေးထုတ်မွေးလိုက်တခါတက်ကလေးပြန်ဆွဲ နောက်ဝေးခြင်းများ နောက်မွေးရင်ရောတက်ကလေးတခါဆွဲချကလေးလေးထုတ်တက်ကလေးပြန်ဆွဲအရေးတဲ့တက်ကညှိနေသေး ငါနဲ့နေရငါနဲ့နေရ ဟောအင်ကြီးနဲ့အင်ကြီး ကြောက်ကြလား တော့ကြပါသေးရဒါလည်းခုနောက်ပြီးမှမဟုတ် ဒီကလေးကြီးတော့ ခုနောက်ဒီ ဟဲ့နေနာရှင်နာတရားတို့ရဲ့ကွယ်ရှိမလားဟောဒီဘုရားရွှေမျိုးတော်ကြီးနဲ့တကွာဝိကျင်းနေပေမှာရှိကြဘုန်းတော်ဝင်းနေရများစွာတတဝအနန္တတို့အားကြံမာလို့ချမ်းသာကြစေရန်ရှိမသေးလားတကုတ်ပြီးဘုံပြီးသုံးတွဲဝအရှိမသွဲတိချင်းနဲ့ဒီဒေသမှာတော့ဒုက္ခတံပတ္တိကိုစိတ်နှပြပြိုးနဲ့ကညာတို့လည်းလိုအိထားပြကြပါပြီဒါကြောင့်စုကြည့်တဲ့ကလာတာကျူဖော်ပြောင်းမူပြောပြောင်းသူတော်ကောက်သားတွေကြီးနော်ရင်ပါတယ်ဗီဇအယတတကနာပါတာလွာလို့သာကြပါရောပောက်ကပြယုံနဲ့အနက်ကမြနှစ်ခွက်တွင်မိရှိန်တောက်ကလေးလျှောက်ပတ်တဲ့ဒေသအပြစ်သာမနစ်ပါပဲမြစ်တာနဲ့ကာယပြန်တော့သောမနတစ်ထုမွေလိုက်တာရှင်းမှုကြီးရွှေရင်းကလမ်းသွားရင်ကောက်ရတကယ်တော့ဝမ်းမြောက်ဝမ်းသာရှိပါကိုသိသိခင်ဗျာ ကာရွှေမမြို့သူ မမ မမြို့သူကာတင်ဖွင့်ပွဲ ဟုတ်ကဲ့ ဂိတ်ဖွင့်ပွဲမှာကြွရောက်ကြတဲ့မိဘများအလွန်မတန်မှဝိသေသထူပါတယ် ဟုတ်ကဲ့ ဘာကြောင့်လဲသတင်းကောင်းလဲကြားရ ဘယ်နဲ့ကြ လူတယောက်150လေ မမခင်ဗျာတက်တာတာ တက်တာစီဖို့ပဲရှိ ဟုတ်ကဲ့ ဘာလို့စီဖို့လဲရပြီးတော့လက်ခံတာတော့လုံသားပြည်သူတို့စာဝန်နေရေးကအစားအားလုံးကိုချောင်းလဲပါကြတော့သူနာယကကြီးနဲ့ဥက္ကရာကြီးများနဲ့အပြည့်ရမှုအားလုံးကစုပေါင်းပြီးတော့စေတနာဥသိပြီးလုပ်လိုက်တယ် ဒီကကားပိုင်ကြီးညာပါသူ နော် ့ ဗျာ ပါဘူးနော် စီးရတဲ့အားကြတာသို့ဖို့နဲ့ သုံးဖာနဲ့နင်းမေသုံး ဟောတခုကဖားထားတာရှိတယ်လေအဲ့ဒါမှမဟုတ် သူသိချလည်းကြည့်ထား အဲ့ဒီသို့ပါတယ်ပါတယ်နဲ့စီးရ မမ စတိုင်ကြကြလေတွားရဒါကြောင့်မြို့ကျသေးဆောင်တဲ့ကာလာကမောင်းမောင်းတို့လည်းတတိဝိရိယရှိဖို့အနာအစသာရရကူညီကြပါအဲ့ဒါတို့မြို့ကျသေးသေးနဲ့ကာလာဒီကမှာစကားကောင်းကောင်းကိုပြော နောက်လည်းလက်မကြည့်တိုးပြောနေတာပဲနောက်မှရောက်နေပြီကြည့်လည်းမကြည့် က
အိမ်ငါစော်ပဲချိန်လိုက်တာလို့ 呀，这个没有不中间慢你了， ကျုံမင်းမမဟုတ်လား 半得拉三推耶，我们这都没慢慢了，这前面只有， ငါမိမနဲ့တော့တပေါက်သေးပဲ 看你， ငါမိမနဲ့တော့တပေါက်သေး 这包车，这包车推，啥的， ဟုတ်လေ 俺说， တွဲအောင်ရှိုးခြင်းလေး6ပေါက် 你没对အောင်说嘛，到底高你高喏，给你嘛，你没把面面嘞，把都看嘞， မင်းကောင်းပါလေခေါ်ရဲကွာ 今天看完没？ ငါဟိုပေါလန်းထိတ်ကသွား 没，喏，各有各么变的，喏，都话咱呢，别人干，你带路用着，咱呢 ဒီ 用。 လိုရှင်မက 啊，ဒီမျိုးကနာမပေးလိုက်ကြော် က သွား ဘာ တာ ကဘာပြောလား နာမပေးတယ်တဘာဝတော်တော်ကြဟုတ်ဒီဘက်မနေ့ကဝင်လာတယ်ကားဝင်လာပေါက်လမ်း ပေါက်လိုက် တော်တော်နာမနဲ့အတုံးဝင်လိုက် ဘာလို့ လမ်းကပေါက်ကြည့်ပေါက်လမ်း မင်းကပြောတော့ပေါလန်းနာမည်လေးလိုက်တယ်ဒီလိုခံလို့ဆိုတယ်ဟုတ်ပါ ဘယ်တွေ့ရမတော့မင်းမျိုးတွေကပြောင်းသွားပြီ ပြုတ်ပြင်ထားတာ အင်းကလေးမလေးကျွန်တော်ခေါ်မယ် ခေါ်ပါ မလာငွေဖို့မလာငွေဖို့ဖွေရရနဲ့ကြည့်ရမယ်ပေါ့နုကတိုက်ကြရှူရငယ်လာပါလေနမမေတုံငါစော်လီဟောတာမြမရိုးရာအကလို့ခေါ်ပါတယ်နော်တချို့ကမတိပဲနဲ့ပြောကြတယ် ပြောဘယ်လိုပြော ယူရီယာယူရီယာ အဲ မယူရီယာနာမည်ကကြီးတာ ပြောစမ်း ပြင်သစ်လောက်မရှင်းဘူး မင်းဂျပန်များမြင်ငိုးတောင်နေလေ ပါတချို့ကယူရီယာတရားနဲ့ရှင်းမျိုးဟာတချို့လည်းမဟုတ်ပါဘူးတဲ့ယူရီယာထိုင်နှခမ်းတခန်း15ချက်ရေဘူး ဘာဟုတ်ပါ့ မဟုတ်ဘူးလားဘာဘာ တရားနဲ့ရှင်မျိုးဆိုတာလည်းမဟုတ်ဘူးဆက်နှခမ်းဆိုတာလည်းမဟုတ် ဘယ်လို ယူရီးယား3မျိုးတွေ သုံးမျိုးလေဟာဘယ်လိုသုံးမျိုး ကပီယူရီးယား ဟောကပီ အဲ အင်း အီနောင်ယူရီးယား အီနောင် ယာမယူရီးယား ဟောဒီသုံးမျိုး ဒါရှိ အဲ့ဒီသုံးမျိုးဘယ်လိုကွဲ ကပီနဲ့အီနောင်ကတော့ဆင်လူရိုးမလေးတွေ အင်း ကတဲ့နေရာလည်းသဘောပေါက်လို့လေကြီးတဲ့နေရာလည်းသဘောပေါက်လို့ ဩ ယာမကြရှုပ် ရာမကျက်ရှင်းခမရရာမအကြောင်းလေးပြီးနည်းနည်းရှင်းပြပါ ဟိုဘွဲကကိုလာတာယာမပြောလို့လာတာမပြောနိုင်ဘူး ဟုတ်တော့ဟုတ်ပါတယ်ဒါမနဲ့ဟိုကလေးမလေးလည်းအမောပြေသွားအောင်ကျွန်တော်လည်းကြားရတာပေးကမြလည်းနားထောင်ရတာ ရင်းပြီ အင်းအတော်ကျုံအချင်းချင်းအချင်းချင်း အဲ့လိုဆိုရင်ခြေကမူလာကတော့နောင်တော်ကြီးလေမမင်းအစား ဟိုရာမမင်း ယာမကျူလေလေးတစ်ခွက်တော့အမွေရတာလားအဲ့ဒီမှာညီတော်တတော်စစ်ခဏ လက္ခဏာ လက်နဲ့တတော်စစ်ကအတူတူပဲလေ ဟော အဲ့မှာသူ့မိမကမန်နီတာ မတိတာ မဲတီတာကိုလိုချင်တာကဓာတာဂီတီခေါင်းကိုလုံး ခေါင်းချေလုံး လုံးကသူညသွားတယ်ကွာ စင်းကြီးကလည်းများတာပေါ့မင်း အဲ့ဒီမှာဓာတာဂီတီခင်ဗျားပြောတဲ့ဘလူးကသူ့နမဂန် ကံပီမင်းလည်းတစ်ထုံလုံးထောက်နေရတာကွာ အဲ့ဒီဂန်မီကိုတိုင်ပင်လိုက်တဲ့အခါကျမောင်ကြီးပြမဲတီတာလိုချင်တာနဲ့ဘာမှမပူပါနဲ့နှမကကြီးသမီးအောင်ထောင်း ရွှေသမီး ရွှေနေကြီးနဲ့လည်းကြောက်ကမခွဲတော့ဘူးရ ဒီစကိုကွာကဲ ရွှေသမီးအောင်ထောင်းပြီးမဲတီတာရှိကဖြတ်ပြီ ဖြတ်ပြီးမယ် အဲ့ဒီချိန်ကမဲတီတာကရွှေသမီးလိုချင်ပါတယ်လို့သူ့လင်ယာမကိုပူလာလိုက်တယ် ဟုတ်ပြီအေး ယာမကရွှေသမီးမရချင်လို့ရွှေသမီးလိုက်ဖမ်း ဖမ်း တယောက်တည်းကြ အဲ မောင်ကြီးပြအလွယ်တကူခိုးပေါ့ ကြိုင်ကြံပေး အဲ့ဒီဓာတာကကြီးခေါင်းထဲလုံးမလူရတယ် ကိုလုံး ဘလုံးကတမညာပြန်လာပြီကွာ ဟောများတာ အဲ့မှာအဲ့ဒါသဘောကျ အဲ တခါလက်ခါ အဲလက် ပြတော့ဆိုတော့ဟိုရွှေသမီးဖြတ်ပြီ အဲဖြတ် အဲ့မှာတခါလေသူ့ယောက်ျားကိုမဲသီတာပူဇာ အဲဘယ် မောင်တော်တဲ့အဲ့ဒီရွှေသမီးလိုချင်ပါလေ အော်မဲသီတာ အဲ့မှာတခါလေယာမပါပြော ပါရဲ့ ငါမဲပါမင်းပါမဘူးနဲ့မင်းယောက်ျားလိုက်ဖမ်းတယ်လေ နေပေါ့ရှေ့ကြည့်ပြပါနောက်နဲ့မထိုင်ပါနောက်ပြိတ္တကြည့်ပြပါနောက်ကဟာတွေမ အဲ့ဒီ ထိုင် နေ ပါ ရာအဲ့ဒီနေရာပြောတဲ့တခါလေးကိုလာ နော်အဲ့ဘယ်လို မောင်တော်တဲ့ရွှေသမီးလိုချင်ပါလေ အဲ ဟာငါမဲပါမင်းပါ မ မ ဟုတ်ပါ ဘူး ဘူး နဲ့ ရှေ့ကြည့်ပြပါနောက်ကဟာတွေခမင်းနဲ့မထိုင်ပါဘူးနော်ရှေ့ကြည့် နော် အဲ မင်းလိုချင်တယ်ဆိုရင်မင်းယောက်ျားငါဖမ်းပေးမယ် အဲဟုတ်ပြီ အဲ့လိုစိတ်မချလို့ကြီးသုံးတာတာ တတာ ဒါလေးစိတ်မချလို့ကမိကိုပါတာဒီလေ ကြာ မင်းမကြီးကိုပြုဆိုင် ဟုတ်ကဲ့ဘာရူကွာ မှားလား အေး ဒီလေ ခင်ဗျာ မင်းမကြီးကိုပြုဆိုင် ဘာရူ အဲ့ဒါလို့ မြစ်ကြီးလေးတကွာမင်းဟာ မှားထားရဲ့ အဲ အဲ့လိုလည်းမှာပြီးရွှေသမင်းလိုက်ပါလိုက်ပါရောဒီတကားလေဟိုဓာတ်တကြီးဘလူးကတခါတဲ့ရစ်တေဟန်းအောင်ဆောင်ပြီးပိုက်ကြီးတပိတ်သုံး တပိတ်ကြီးပိုက်ပြီးတော့နင်းမေပိုက်ကြီးတပိတ်ရမှာမကြီးလေ
လောကြီးလို့တပည့်ကြီးပဲပြီးဆုံးကဝင်လာဆုံးကလည်းဝင်လာရောမတိတာကစီးအတွင်းကြွားခဲ့ပါတယ်ဆုံးလောင်းမယ်ဩအေးအဲ့မှာစီးလဲကြော်လိုက်ဟောမီဒီယာထားတောက်တာဗျာ သိဆိုရနဲ့မီဒီယာဘာလို့တောက်ရတာလဲ တောက်တာပေါ့ကွာ तू ကရတိဟန်အစ်စ်မှမဟုတ်ဘဲနဲ့ तू ကဘလူး तू ကဘလူးမင်းတိအောင် तू ကဘလူးမင်းငါလည်းယူထုတ်မင်းတိအောင်ပြောတာ तू ကဘလူးမင်းငါဘလူးပြောတယ်ငါမြန်ရိုးဘလူးမှန်ငဲ့ပါပဲဟာဘလူးကွာဟာဘလူး20များလား20များပတ်သက်ပြန်ပြီးမယ်သွားရုပ်ရည်ထွက်တော့အဲ့တော့ဘလူးတော့ဘယ်လိုမှဝင်မရတော့နောက်ဆုံးတို့ပြောကြလို့မဲတီတာကရှင်နာဦးစီးပြီးစီးပြီးမဲ့ထွက်လာထွက်လေလောင်းလိုက်ရောဟိုရတိဟန်မင်းပြောပြီးတော့ဘလူးပြပြီးတခါတည်းမဲတီတာခိုးပြီးထွက်သွားရောထွက်သွားပြီးတော့တခါတည်းဘာလို့လို့ဆိုတော့ဒါသာကြီးပန်းတိုင်းနဲ့ခိုးပြီးပါသွားညမလည်းပြန်လာညမပြန်လာသူမိမရှာတော့မတွေ့တော့ညီကိုခေါ်မယ်ဘယ်လိုမေးလက်ကနာညီတော့မကြီးတော့ပဲဒီသွားအော်ဒါလိုက်လို့သွားခေါ်ရလိုက်လို့သွားအဲ့လိုပြောတာပါမှားသွားလို့ခင်ဗျာဆိုင်နာမတိတာအော်ဒါလိုက်ရမယ်မှားသွားအဲ့ဒီခေတ်ကအော်ဒါပေါ်လာမလီမှားသွားလို့ပါဆုံးအမအဲ့ပါဒါသာကလေးဆောင်းညင်းသွားပါအဲ့လိုလေတော်ဦးတင်လိုက်ဟာရာမကွိုင်တက်တာလေငါတော့ပြောတယ်အဲ့ဒီခေတ်ကကွိုင်တက်တယ်ဆိုတဲ့တကားရှိရှေးကွိုင်အော်တွဲဖို့ဟုတ်ရှိတယ်နဲတော့မရှိဘူးအဲ့တော့စိတ်ကိုဆက်ထားတဲ့အဆက်တစ်ထောင်ရှိတဲ့စိတ်ကိုလေးတော့စိတ်ကိုဆက်ထားအဆက်ပေါင်းတစ်ထောင်ရှိဖုံးရှိတဲ့မင်းမတင်တယ်အဲ့ဒီအဆက်တစ်ထောင်ရှိတဲ့စိတ်ကိုလေးဝိုက်ဝေးအောင်တင်ပြီးယာမလေးနဲ့ပြင်မယ်လို့လေးနဲ့ပြင်ဒါသာကြီးဒါသာလေးနဲ့ပြင်မယ်ဒါမဲ့ယာမလေးပြခါနေစဉ်းစားဘယ်လိုစဉ်းစားငါလေးပြလိုက်ရင်အောက်က3နဲ့2နဲ့တော့ကတ်ဒေါင်းတော့မှာပဲဟောမလို့နားထောင်အပိသက်ချပူကတော့ပြောရတာလည်းကောရိုက်မဟုတ်ကိုသိသိဒါမျိုးကနော်ဘာလို့ဆိုတော့ရိုးရရနဲ့မြန်မာဆိုတာအိမ်တန်းကြီးချင်းနိုင်ငံဟုတ်တယ်ခွေမျိုးတွေညီကိုတွေမောင်နှမတွေဆိုမလွဲဘူးအနုပညာဖလှယ်ရနော်အဲ့ဒီတော့ကျွန်တော်မြေပုံရပြောရရင်ဒါရိုးရဆိုတာအရှိတောင်အာရှမြန်မာပြည်ဆိုတာလည်းအရှိတောင်အာရှမကြီးကျယ်တာမင်းအာရှတာတွေလေချောင်းပွဲတာတွေပြောဘာနားလဲတို့မြေပုံရနားလေလို့ပြောမြေပုံကဘာဘုံနားလဲဘာမှမဟုတ်ဘယ်နဲ့နားလေလို့ပြောတယ်နားလေလို့ပြောတယ်မေးပါဟိုတရုတ်ကပဲတဲ့ပါအတူတူပဲသူလည်းရှေ့တောင်အာရှဂျပန်အတူတူပေါ့ရှေ့တောင်အာရှရှေ့တောင်အာရှမြန်မာရှေ့တောင်အာရှဒီကောင်းတကယ်တက်တာတက်လို့ပြောနေတာပေါ့အဲ့လိုဆိုငါမေးပါမေးပါဟိုအင်္ဂလန်ကြပဲတဲ့အင်္ဂလန်ကြတော့ဥရောပခေါ်ဒါကြမတူတော့ဒီကအာရှတိုက်နော်ရှေ့တောင်အာရှဟောဥရောပဒါပဲဥရောပထဲမှာရှိတဲ့ဥရုဂွေးဆိုတာဘယ်နာမလဲ။ညာဥရုဂွေးကဘယ်နာမလဲ။ဥရုဂွေးကဘယ်နာမလဲအလဲတဲ့တယ်။ဘာတော့လဲတဲ့အရှိတောင်အာရှနဲ့ဥရောပအလဲတဲ့တယ်။ဟောသူကဒီလိုနေအလဲကောင်တဲ့တယ်။ခင်ဗျသဘောပေါက်ပြောမှဆိုရင်မြန်မာပြည်မြေပုံနဲ့လေရှိသိမြန်မာပြည်မြောက်ပိုင်းလေရှိမြို့သိတာဟောလေရှိသိတာဟောရောက်တော့သိလေရှိနဲ့ဥရုဂွေးနဲ့ထိတ်ရဲ့ဟုတ်လားနော်ပြီးတော့အဲ့ဒီလေရှိရှိတဲ့တဲ့သွားလိုက်တော့ဘယ်ရောက်ဘင်္ဂလားဒေ့ရှ်ဆိုတာရှိသေးတယ်ဟိုဘင်္ဂလားဒေ့ရှ်ဒါနဲ့ဘင်္ဂလားဒေ့ရှ်ကလေရှိရဥရုဂွေးရကအိန္ဒိယနိုင်ငံတွေပဲထိတ်ရဲ့အနည်းဆုံးပြောရရင်ဖင်လန်နိုင်ငံနဲ့နီးမယ်တဲ့ဖင်လန်နဲ့နောက်ကြမြေပုံရနောက်ဖက်နဲ့ကြဩခင်ဗျားတို့ကဒါတွေသိတာလေမြေပုံအဲ့လိုဆိုဟိုနိုင်ငံကဘယ်နိုင်ငံဘောဓိနာကရားတယ်ဘောဓနိယပါကွာမင်းမေဘောဓိနာရဘောဓနိယဩဘောဓနိယဘောဓိနာရမြေပုံဆွာရင်ဩရပြတဲ့နိုင်ငံဆော်ဒီအာရေဗျကွာမင်းမေဆော်ရင်ဩရဗျဆော်ဒီအာရေဗျနားလည်းမလဲလေရှောက်ပြောချက်ကိုသလို့ဘေကြီးတယ်ချက်ကိုသလို့ဘေကြီးရကွာဒီကလူလည်းကွာမင်းငါရှက်လာပြီကွာနားမလဲပဲရှောက်ပြောဟာတာနော်ဟာတာနော်သူများလူပြောချင်သူများလူနေတမ်းမှာနားလေမငါတို့ကဒီမှာအိမ်မှာအများအား TV ကြည့်နော်ဂျိုးဂျူသတင်းမှာကြည့်ပြ
ဟုတ်လားဟောတရက်တာတောင်မှနိုင်ငံခြားသတင်းကိုဖတ်တယ် ကြီးကျယ်တဲ့ဒီ ဟိုငါတို့ TV အမြဲတမ်းကြည့် မကြီးကျယ်တဲ့ကလည်းကိုယ်ကခဏလည်းပြည်ရှိတာပဲကြောက်လေချောင်းယောဂါရှိတာပဲ ကျောက်လည်း TV ရှိတယ်လို့ဗနင်းမိတ်ချောင်းဆုံးယောဂဟော TV အမြဲတမ်းကြည့်လို့ပြောတယ် ဂျိုလူသတင်းမှကြည့်တာအိမ်မှာသတင်းစာတောင်းဆောင်ထားတယ်တက်သတင်းစာရှိ မတိုက် ဂါရီယန်ရှိဗမာရှိတက်ကြီးသတင်းစာဖတ်တယ်ဂါရီယန်သတင်းစာဖတ်တယ်ဗမာသတင်းစာမဖတ်ဘူး ဟိုမြန်မာသတင်းစာဘာလို့မဖတ် အယုံနဲ့ပါတဲ့ရကြတော့လေမင်းเนี่ยဟိုကွာဒီကွာနဲ့မပြီးသားဘူး မင်းမပြီးလို့အမင်းလေဟဲ့မင်းဘယ်လောက်နားလဲ နားလေတာပေါ့အခု